ကိုပိုင်ထဲမှာကြီးတို့မှပြန်လဲချူဆိုပါတယ်ဒီနေ့ကတော့ပဲနှစ်ပြပြလေးနဲ့အရန်ထဲမှာရတာရှိတဲ့မုံလေးပြောက်ကိုအိမ်မှာပဲအလွယ်တကူလှုပ်ဆောင်ကြရအောင် ကိုမိုးလေးပြောင်လှုပ်ချင်ပါလားတိုင်းပေါ်မှာခဏမြင်နေရတော့ရန်စားခြင်းနေပြီ ဒါဆိုရင်ပြောင်းနေတဲ့တစ်ခုတစ်ချက်ပဲတာလောက်ကြုံမယ် ကဲမုံလေးပြစားရဖို့အတွက်နှစ်ဖူးတော့တောက်ခင်လိုက်ရပါတယ်ဗျအရင်ဆုံးအနေနဲ့ပဲနီကိုတညလောက်ရေစိမ်ထားမယ်ဒါကတော့ကျွန်တော်တို့12နာရီလောက်စိမ်ထားတဲ့ပေါ်လာတဲ့ပဲပါပဲကိုရေမစိမ်ချင်ဘူးဆိုလို့ရှိရင်ကြကြလေးပြုတ်ပေးလို့ရပါတယ်ပြုတ်မယ်ဆိုရင်တော့2နာရီလောက်အချိန်ရမှပြုတ်ပါဘာလို့လဲဆိုတော့ပဲနီကပွားတာတော်တော်ကြာလို့ပါဒါကတော့ရေစိမ်ထားတဲ့ပဲနဲ့မစိမ်ထားတဲ့ပဲပါဟုတ်ကဲ့ပဲကိုပြုတ်ဖို့အတွက်ရေအသက်သက်လောက်ထဲပဲကိုတော့စံချိန်ခွက်တစ်ခွက်တုံထားတယ်အားလုံးစုစုပေါင်းမုံလေးပြ12ခုရပါတယ်ဗျပဲရဲ့အသားလေးနူးနူးညံ့ညံ့ဖြစ်အောင်နဲ့အနူးမြင့်အောင်စားထည့်ပြုတ်ပေးပါမယ်12နာရီလောက်စိမ်ထားတဲ့ပဲကိုမီးခက်ပြင်းလေးနဲ့မိနစ်40လောက်ပြုတ်ထားပေးတဲ့အချိန်မှာမုံနေဆက်ပါမယ်သားပိုက်ကောင်တစ်စိတ်ကိုတုံထားပြီးတော့ဆန်မုတ်ကတော့စံကြေကွက်တစ်ခွက်နဲ့တစ်ဝက်ကိုတုံထားတယ်ဆက်ပြီးတော့ပီလိုပီနဲ့ကော်မှုတ်ကိုစံကြေကွက်တစ်ခွက်ထည့်ပြီးတော့အနှဲငယ်နဲ့ဆိုင်အောင်မွေးရေ250ကိုဖြည်းဖြည်းချင်းစီထည့်ပြီးတော့မွေးပေးလိုက်မယ်နော်ရေ250နဲ့အားလုံးလည်းပြုံဝင်သွားပြီဆိုလို့ရှိရင်စားစီစပွဲတင်စုံတစ်စုံနဲ့တစ်ဝက်ကိုထည့်ပြီးတော့ပြန်ပြီးတော့မှွေပေးမယ်နော်မုတ်သားရဲ့အပြစ်ကျဲကဒီလောက်လေးကျဲနေမှအဆင်ပြေပါမယ်โอเคနိုင်ခွက်လောက်နှက်ထားပြီးတော့ပဲကလည်းဒီမှာအဆင်သင့်ဖြစ်ပါပြီဒါကတော့ပဲစင်းကို12နာရီလောက်ရေစိမ်ထားပြီးတော့မိနစ်40လောက်ပြုတ်ပြီးထားတဲ့ပဲရဲ့အနေထားပါအကယ်၍ပြုတ်ဖို့စိမ်ဖို့အချိန်မရှိဘူးဆိုလို့ရှိရင်စူပါမားကတ်မှာ ready made ပြုတ်ထားတဲ့ပဲတွေကိုသုံးလို့ရပါတယ်ပဲကလည်းအဆင်သင့်ဖြစ်ပြီဆိုတော့တခါတည်းနှမ်းကိုတော်ထားပေးမယ်နယ်လေးမွေးလာတဲ့အထိဟုတ်ကဲ့ပဲကိုညံ့ညံ့လေးဖြစ်သွားအောင်လာပြီးတော့ကြိတ်ပေးပါမယ်အကယ်၍ကြိတ်ဆက်မရှိရင်ထောင်းလို့ရပါတယ်ထောင်းတာကမှပို့ပြီးတော့ညံ့ညံ့လေးဖြစ်ပါသေးတယ်ဗျမကြီးကတော့ကြိတ်ဆက်လေးဝယ်ထားလို့စံတယ်ပဲကြိတ်လိုက်ပါတယ်ဗျထပ်ပြီးတော့ပဲနေလို့ဖို့အတွက်ဒဲဟိုတစ်လုံးလိုပါမယ်အချို့အတွက်ကတော့တခြားညိုစပွဲတင်စုံ2စုံနဲ့တစ်ဝက်ဆက်စိတ်လေးဖြစ်နေဖို့စားလက်ဖက်စုံတစ်ဝက်ကိုထည့်ပြီးတော့မိဖွေပြီးတော့အနှစ်တွေဖြစ်လာတဲ့အထိရုံမွေထားပေးပါမယ်စားနဲ့တခြားတွေရောပဲတွေနဲ့စားတဲ့ဖြစ်သွားပြီဆိုလို့ရှိရင်အရှိမပြုတ်ထားတဲ့ပဲရီကိုအနှဲငယ်ထည့်ပေးမယ်ပဲကိုတော့မီးပုံမှန်လေးနဲ့ပဲကြော်ပေးပါပဲကတူးသွားမယ်ဆိုလို့ရှိရင်ခါတက်ပါတယ်ပဲရည်လေးတွေလည်းခင်းလာပြီဆိုတော့အရသာကိုမြေလူတို့ပို့ရှော့လုပ်လို့ရပါတယ်အခုကျွန်တော်တို့ပြထားတဲ့ recipe တိုင်းသားဆိုလို့ရှိရင်ပြည်စုံပါပြီဗျပဲကလည်းအစင်သင်းဖြစ်ပြီဆိုတော့လာပြီးတော့မုံနေကိုမီးဖြည်းဖြည်းလေးနဲ့ဟင်းခက်စုံတစ်စုံစာလောက်ထဲအနှဲကိုလည်းအနှဲငယ်ဖြူပြီးတော့အဖုံးကိုပိတ်အပေါ်အောင်ကျအောင်လို့ခဏလေးစောက်ထားပေးလိုက်မယ်နော်မုတ်ကမကြစ်တကြစ်အနေထားမှာပဲပဲကိုထည့်မုတ်ရဲ့လေးဘက်စလုံးခောက်ထည့်ပြီးတော့ဒီမှာသုံးဆောင်လို့ရပြီနော်ဒီနေ့လေးကတော်လေးကိုအဆင်ပြေပြီးတော့အရင်လည်းအရသာရှိပါတယ်တစ်ခါတော့လှုပ်ရှားကြည့်ပါဗီဒီယိုလေးကိုလည်း share ထားဖို့မမေ့နိုင်အောင်နော်ထပ်ပြီးတော့ ready made ဆန်ပြား right paper နဲ့လုပ်ပါမယ်ဒီနေ့ကတော့မုံနေလုပ်ဖို့အချိန်မရှိတဲ့သူတွေအတွက်အဆင်ပြေပါတယ်ဆန်ပြားကိုတော့ရေ10စက္ကန့်လောက်ပဲစိမ်ပါမယ်ဗျဒီလိုပဲရှေ့ကလိုမျိုးအစစ်ချင်းစီလုပ်သွားလိုက်ပါဒီလိုနဲ့ပဲနှမ်းနေဖြူအုံနေနေဖြူပြီးတော့တုံဆောင်လို့ရပါပြီနောက်ထပ်ဗီဒီယိုများအတွက်ကျွန်တော်တို့ရဲ့ YouTube channel Facebook page TikTok ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့เนาะကျေးဇူးတင်ပါတယ်ဗျဆက်တယ်မှာပဲဗီဒီယိုလေးကို share ထားလိုက်ပါဦးလောက်စားကနေမှဗီဒီယိုကရှာမတွေ့မှာဆိုလို့အားလုံးပဲ bye bye နောက်ဗီဒီယိုမှာထပ်တွေ့မယ်စားကြပါစားကြပါအောင်ရှင်